ကျွန်တော်ပြောမယ်မလေးစကားနော်မလေးစကားနဲ့ပတ်သက်ပြီးတော့ဒီမှာကားနော်ကားအထဲမှာဒီဘက်မှာ driver နော်ဒီဘက် driver ထိုင်တဲ့ထိုင်ခုံဒီဘက်က driver ဘေးကထိုင်ခုံနော်မလေးလို့ driver ဘက်ထိုင်ခုံအဲ့ဒီထိုင်ခုံကိုပြောချင်ရင် Bella driver လို့ပြောရနော် Bella driver ဘက်ထိုင်ခုံကိုပြောတာပါနောက်တစ်ခုကြတော့ driver ဘက်မဟုတ်ဘဲနဲ့ဒီဘက်ထိုင်ခုံကိုကြတော့မလေးလို့ Bella driver အဲ့လိုပြောပါတယ်နော်အဲ့လိုပြောပါတယ် Bella driver ကိုကြတော့ Bella ပေါ့ဒါမဲ့ Bella မဟုတ်ဘူးနော်ဒီထိုင်ခုံက Bella မဟုတ်ဘူး Bella driver ဆိုရင် driver ဘက်ထိုင်ခုံကိုပြောတာနော်ဒီဘက်ထိုင်ခုံကိုကြတော့ Bella driver ထိုင်တဲ့နေရာမဟုတ်ဘဲနဲ့အဲ့ဘေးကထိုင်ခုံကိုပြောတာအဲ့ဒါ Bella driver နော်ဒီကောင်ကြတော့ Bella driver လို့ခေါ်ရတယ်